အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကောင်းစီတာထားတဲ့အတိုင်းပေါ့နော်ကိုလို့ကိုရတယ်ဆိုတာမမှန်ဘူးเนาะမမှန်တဲ့ပြင်မကောင်းဘူးဆိုတဲ့အရာကိုကျွန်တော်ကလာရှင်းပြမှာဖြစ်တယ်အဲ့တော့များသောအားဖြင့်တော့အခြေခံတရားအဖြစ်တော့ကိုလို့မှကိုစားရတာကိုရာခိုင်နှုန်းအပြည့်တော့ညင်းလို့တော့မရဘူးပေါ့နော်ဟိုဖြစ်တင်တလောက်တော့ဖြစ်တယ်မှန်တင်တလောက်တော့မှန်တယ်ဒါပေမဲ့ကိုလို့မှကိုစားရတာတော့လုံးဝအစစ်မှန်မဟုတ်ဘူးဒီစကားကလုံးဝဘောင်ဝင်ဘူးเนาะဘောင်ဝင်ဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကြည့်ပါလောကမှာကျွန်တော်တို့ပညာသင်မယ်စပိုမှုလွဲခင်ဗျကျွန်တော်တို့လုပ်မစားတော့ဆိုင်နေနဲ့ပြောမယ်ပေါ့ဗျာဝေတာပဲလုပ်ကျွန်တော်တို့ကကိုရတဲ့လောက်ကိုတင်ထားတဲ့လောက်ကိုတက်ထားတဲ့လောက်ကိုလှုပ်ထားတဲ့လောက်ရတယ်လို့လူတိုင်းကတော့တိတ်မထင်ဘူးဗျနော်တော်တော်များများလူတွေကမထင်ဘူးဥမာစပိုမှုတယောက်ကသူရဲ့အတွေ့အကြုံအတတ်ပညာကြောင့်သူ30လောက်အခုခေတ်အနေထားရတလောက်30လောက်သူရတဲ့နေလို့သူတွေးတယ်ထားဒါပေမဲ့သူလုံမဲ့တထေးကဆိုင်ကတထေးက12သိန်းပဲပေးနိုင်တယ်သူတထေးကလည်း12သိန်းနဲ့ပို့ရင်မခတ်နိုင်ဘူးအဲ့တော့သူကဒီ12သိန်းသူ20ရတဲ့နေလို့သူ့ကိုသူမြင်နေပြီထင်နေပေမဲ့ယုံကြည်ပေမဲ့တထေးကအဲ့လောက်တော့မပေးနိုင်ဘူးเนาะပတ်စံမရှိလို့မဟုတ်တထေးဘက်နေကြည့်ရင်မင်းငါတလောက်ပေးတာငါတော့မတန်ဘူးဥပမာပေါ့နော်သူရဲ့ဆိုင်စီးပွားရေးအခြေအနေကြောင့်လည်းဖြစ်နိုင်တယ်ခုနအခြေအနေကြောင့်လည်းဖြစ်နိုင်တယ်အဲ့တော့ဒါကြီးကို तू ကပေးမှာမဟုတ်ဘူးအဲ့တော့ကိုလည်းတခြားအလုပ်ဥပမာမရှိဘူးဗျာဒီအလုပ်မှာပဲဒီလိုကိုအတွက်နေရလဲရှိတော့ဒီမှာဝင်လုပ်လိုက်တယ်ကိုလို့ကိုရတယ်ဆိုတာဒီမှာရခိုင်လို့ပြမမှန်တော့ဘူးဖြစ်နေတာကိုလို့မှကိုရတာ30ရရမှာလေတကယ်ဆိုရင်ဒါပေမဲ့တထေးကလည်းအနေထားအခြေအနေကြောင့်12သိန်းပဲပေးတယ်ဒီမှာအဓိကကြတာဘာလဲဆိုတထေးဆိုတဲ့သူကအဓိကကြတာဖြစ်တယ်ဟိုနိုင်ငံရေးပြောမယ်နိုင်ငံရေးမှာလည်းအဲ့ဒီကိုလုံးမှာကိုစားရမယ်ဆိုတဲ့စကားကြောင့်တနိုင်ငံလုံးအခုလိုစစ်ဖြစ်ကုန်တယ်လို့တော့ကျွန်တော်ထင်တယ်ကျွန်တော်တို့ကိုယ်တိုင်ပင်လည်းအဲ့လိုထင်ခဲ့တာအရင်ကနော်အားကြောင့်မလို့အာဏာလိုချင်တော့ပြန်ယူရမှာပဲပြည်သူအာဏာပြည်သူပြန်ပေးဒါတွေကိုအဟုတ်ကြီးကျွန်တော်တို့လည်းဟိုထင်ခဲ့တာဗျတကယ်တော့လေအဲ့လိုပြောတော့ကျွန်တော်ဘောဝင်မှတယ်မထင်နဲ့တော့ဘောလည်းမမဘူးလောလောဆယ်နိုင်ငံကြီးကကျွန်တော်စိတ်ကိုမဝင်စားရဲသေးဘူးပေါ့နော်အဲ့လောက်ထိနော်ဟိုဘက်ဒီဖက်ဂျားတွေကနေပဲပြောတာပေါ့နော်အဓိကတော့ PDF တွေလည်းမှားတယ်ပြောတာမဟုတ်ဘူးစစ်တပ်တွေကိုလည်းမှန်တယ်ပြောတာမဟုတ်ဘူးစစ်တပ်လည်းမှားတယ်ပြောတာမဟုတ်ဘူး PDF ကိုလည်းမှန်တယ်ပြောတာမဟုတ်ဘူးဂျားတွေကနေပြီးကျွန်တော်တွေးထားတဲ့တွေးမိတဲ့အတွေးလေးတွေကိုပြောပြတာပါနော်ခုနောက်ပိုင်းပြောင်းလဲလာတဲ့ဟာလေးအဲ့တော့ခုနလိုပေါ့နော်ကိုလူမကိုစားရမယ်လို့တွေးလိုက်တော့ကချင်ကယားကင်ချင်းမောနောက်တော့ပမာဆိုရင်လည်း PDF တွေပါနေတယ်ပမာရခိုင်ကရှမ်းကတော့ခဏထားပါနော်အကိုလုံးကအမစစ်တွေဖြစ်ကုန်စစ်တွေဖြစ်ကုန်ကိုတိုင်းသူပြည်သားအထဲမှာကိုငါလို့မှပဲရမယ်ငါတို့လုံးမှငါတို့စားရမယ်ငါတို့လုံးမှငါတို့တိုင်းပြည်ထူထောင်လို့ရမယ်ဆိုပြီးတော့မှအခုကရခိုင်ကလည်းခွဲထွက်ချင်နေတယ်တခါအဲ့လိုမျိုးခွဲထွက်ချင်နေတယ်အခြေခံသဘောတရားပါလဲငါတို့လုပ်ရင်ရမယ်ဆိုတဲ့သဘောလုံးဝမမှန်ကန်ပါဘူးเนาะအဲ့လိုပြောလိုက်တော့တချို့ကလည်းပြောမှာPDF ဘက်လူတွေငါတို့ရအောင်လုပ်ပြမယ်ဆိုတော့ကဲရအောင်လုပ်ပြမယ်သဘောထားပါအောင်ကျွန်တော်ပြောတာเนาะနိုင်ငံရေးလေးကိုခဏမေးเนาะနိုင်ငံရေးပြောပါမယ်ကျွန်တော်နိုင်ငံရေးထဲမှာဝင်မဆွတ်ဖတ်ချင်လို့เนาะသူတို့လှုပ်လို့သူတို့ရအောင်လုပ်ပြမယ်ထားပါအောင်ဘာဖြစ်သွားမလဲကြားထဲမှာပြည်သူလူထုတွေဒုက္ခရောက်တယ်เนาะအောက်ခြေဝန်ထမ်းကမြန်မာတပ်မတော်ထဲကစစ်သားတွေเนาะ PDF ဘက်ကစစ်သားတွေတိုင်းသားဘက်ကစစ်သားတွေတေတယ်ဟိုဘက်ကလည်းအမြောက်နဲ့ထုဒီဘက်ကလည်းအမြောက်နဲ့ထုဘုံကျဲလေးနဲ့ကျဲ drone နဲ့ကျဲဘာလဲငါလုံမငါရမယ်ဆိုတဲ့အကျိုးဆက်တွေဖြစ်တယ်နော်ဒါကလုံးဝစစ်ပွဲကြီးကိုဥတည်နေတာလုံးဝဒါကြီးကိုတရဝငါလုံမငါစားရမယ်ဆိုတဲ့ဥစ္စာက100ရာခိုင်နှုန်းမှန်နေတဲ့အရာမဟုတ်ဘူးနည်းနည်းလေးပဲမှန်တာတကယ်တော့ဖြစ်တဲ့နာကတော့ကျွန်တော်တို့ကလည်းအစိုးရကလည်းပြည်သူလူထုကိုလိုက်ရောနော်ပြည်သူလူထုကလည်းမပုံကန်တယောက်နဲ့တယောက်ပေါ့နော်ဖြစ်နိုင်တစ်ဖက်ကလည်းငါလုံးငါရထားတာကွာမဖယ်နိုင်ဘူးကွာဆိုရင်ဆိုတာသဘောကလည်းဟိုငါလှုပ်ထားလို့ဆိုတဲ့သဘောတွေတရားတွေကြောင့်ဖြစ်သွားတာဒီငါလုံးမှာငါစားရမယ်ဆိုတာအတ္တမာနနော်ဟိုတော့ပွဲစစ်ပွဲမချေနှက်မှုတွေအများကြီးစီမှာဥတည်နေတယ်ဒါကောင်းမွန်တဲ့အယူဝါဒလုံးဝမဟုတ်ပါဘူးနော်အဲ့ဒါကိုကျွန်တော်လာရှင်းပြဟုတ်ပြီဒါဆိုရင်ခုနပြောလို့ပေါ့နော်ကျွန်တော်ကြားတဲ့နေပဲဝင်ပြောတယ်နော်အဲ့တော့အားလုံးကဟိုမှာဒီအာနာပိုင်နေပေါ့အာနာပိုင်ဆိုတော့ဒါလက်ရှိမြန်မာနိုင်ငံမှာကျတော့စစ်တပ်ဖြစ်တယ်
တရားဝင်အာဏာပိုင်ကတော့သူတို့ပဲဖြစ်တယ်နော်ဒီအာဏာပိုင်နေနဲ့တစ်ဖက်ကလူတွေနဲ့ကအော်ငါတစ်ဖက်ကလည်းငါလှုပ်ထားလို့ငါစားရတာလို့မတတ်မှတ်ပဲရှေ့ကငါ့ကိုပေးခဲ့တဲ့နေရာပေးခဲ့တဲ့လူတွေရဲ့ကျေးဇူးလေးအများကြီးပါတယ်ဥပမာဒါပါတက်မတော်ဆိုတဲ့အဖွဲ့အစည်းကငါ့ကိုနေရာပေးခဲ့တာနော်ငါအရှိရငါရဲ့အဘတွေကငါ့ကိုနေရာပေးခဲ့တာငါလည်းသူတို့ရဲ့ကျေးဇူးလည်းငါထောက်ရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနော်ပြည်သူလူထုတွေရှိမှပဲငါလည်းအဆင်ပြေမှာပြည်သူလူထုတွေကလည်းငါ့ကိုထောက်ပံ့မှအဆင်ပြေမှာနော်ငါလုံးမငါရတာလို့မတွေးပဲနဲ့အားလုံးဝိုင်းလုံးမှရတာနော်အားလုံးကကိုဝိုင်းပေးလို့ရတာနော်တစ်ဖက်ကလူတွေကလည်းငါတို့လုံမှာပဲငါတို့ရမှာกว่าဆိုမှအဲ့လိုစစ်ကြီးတွေပဲတိုက်လက်နက်တွေနဲ့ပဲတိုက်လာတဲ့ခါကျတော့နော်လက်နက်တွေကင်ပြီးမှငါတို့ကိုယ်တိုင်အာဏာကိုလူမယ်ပြန်ယူမယ်လို့လုပ်တဲ့ခါကျတော့ဘာဖြစ်သွားလဲစစ်ဖြစ်တယ်နှစ်ဖက်စလုံးကအဲ့လိုလှုပ်လာတဲ့ခါကျတော့စစ်ဖြစ်တဲ့ခါကျတော့အခြေခံသဘောတရားခုနပြောတဲ့အတိုင်းပဲငါလုံးမှငါစားရမယ်ဆိုတဲ့သဘောတရားကြောင့်လူလောကမှာအဲ့ဒါကြောင့်မလို့ဖြစ်သွားတာအဲ့ဒီစိတ်ဓာတ်ကဂျေဇုတရားကိုတိတက်ခြင်းဆိုတဲ့နော်အကြောင်းအရာနဲ့လုံးဝကိုစန့်ကျင်ဘက်ဂျေဇုဆိုတာကိုယ့်ကိုထမင်းကျွေးတဲ့သူတွေရဲ့ဂျေဇုကိုမေ့သွားတာကိုယ့်ကိုနေရာပေးတဲ့သူရဲ့ဂျေဇုကိုမေ့သွားတာနိုင်ငံတော်ကနေမှလည်းပြည်သူလူထုပေါ်မှာပေးထားတဲ့ဂျေဇုကိုပြန်မေ့သွားတာအာဏာပိုင်တွေကနော်အာဏာမရှိတဲ့ပြည်သူလူထုကိုပေးထားတဲ့ဂျေဇုတရားကိုပြန်မေ့တာနော်ပြည်သူလူထုကလည်းအာဏာပိုင်တွေကိုကိုယ့်ဘက်ကပြန်ထောက်ပံ့ပေးထားတဲ့ဟာနော်လက်ခံကြည်ညိုထားတဲ့ဟာကိုမလေးမစားပြန်လုပ်မိတာအမျိုးမျိုးပေါ့နော်ဖြစ်နိုင်တာတွေကိုပြောပြတာပါတစ်ဖက်ကတော့တော်တော်လုပ်တယ်တစ်ဖက်ကတော့တော်တော်လုပ်တယ်လို့ပြောနေတာမဟုတ်ဘူးနော်အဲ့လိုတယောက်နဲ့တယောက်ဂျေဇုတရားတွေကပျောက်ဂျေဇုတရားရှိတယ်ဆိုတဲ့ဟာ तू ကငါ့ကိုပေးပါတယ်ဆိုတဲ့ဟာမျိုးကိုလက်မခံလာကြတော့ဘာပဲလက်ခံလဲငါလုပ်ထားတာဒါမှမဟုတ်လဲငါလုပ်မှရမှာငါတို့လုပ်မှရမှာနောက်ဆုံးငါတို့တိုက်မှရမှာအဲ့လိုဖြစ်သွားတယ်အဲ့လိုဖြစ်သွားတာအဲ့တော့ဘာဖြစ်လဲဆိုတော့ငါဆိုတဲ့အရာကြီးနော်ငါလုံးမငါစားရမယ်ဆိုတဲ့အရာလုံးဝငြိမ်းချမ်းရေးဘက်ကိုမဥတီပါဘူးနော်မိမိကိုမိမိငြိမ်းချမ်းရေးကိုဥတီတယ်ငါတို့ဘာသာတော့ငြိမ်းချမ်းရေးနော်ငါတို့ဖခင်တော့သူများအသက်လည်းမတတ်ခိုင်းဘူးငါတို့ဖခင်ကိုယ်တိုင်လည်းသူများအသက်ကိုမတတ်ဘူးပြောပြီးမှအယူဝါဒမှာတွင်တင်မှုကလုံးဝစစ်ပွဲဘက်ကိုဥတီနေပါတယ်နော်အဲ့ဒါကလုံးဝကိုလက်မခံသင့်ဘူးနော်ဒါကြောင့်မလို့ငြိမ်းချမ်းရေးကိုဥတီတယ်လို့ပြောနေပြီးတော့မှမငြိမ်းချမ်းတဲ့အယူဝါဒကိုဒီလိုတွတ်သွင်းနေပြီဆိုရင်တော့ဒါရှေ့နောက်မညီတဲ့အရာတွေဒါဖြစ်တယ်ယုတ်တိမရှိတဲ့အရာတွေဒါဖြစ်တယ်နော်ဒါပထမချက်လုံးဝသိရမယ်ဒုတိယချက်အနေနဲ့ကျွန်တော်ပြောချင်တာကျွန်တော်ယောရှုဗန်ကိုကြည့်လိုက်ပါतू ကလေ तू အများကြီးစူးစမ်းအထုတ်ခဲ့နော်ကျွန်တော်ဘာဖြစ်လို့ဒီလိုပြန်ပြောရလဲဆိုခန့်နေကြဘာမှမလုပ်တော့ဘဲထိုင်စားကြတော့မလားဆိုထင်နေမှာဆိုလို့ယောရှုဗန်စူးစမ်းအထုတ်ကျင့်ကြံခဲ့တယ်နော် तू နိုင်ပွဲရတော့ဆိုမှအကန်ခန္ဓာချန်ပီယံဖြစ်ဖို့နောက်ဆုံးပွဲမှာတော့ကန်ခိုင်းလိုက်တာဖုံးကနေပဲတော်ယုံတန်ယုံမာဂုံနဲ့မရဘူးဒီမာဂုံကနှစ်တန်အရှိကြတော်လေးငငယ်ကနေလေ့ကျင့်လာရမယ်ဟာမျိုးတော်ကိုမားတောင်းနေတာပေါ့နော်ဒီသူ့ရဲ့ဒီခွန်အားတွေအယိုးတွေကြွက်သားတွေနော်အကျိုးတွေနော်တော်ကိုဒါခွန်အားရှိလို့ဖြစ်တယ်မာဂုံရှိလို့ဖြစ်တယ်ဒါတော်လေးလေ့ကျင့်ခဲ့ရတာသူကိုယ်တိုင်လှုပ်ထားရတာပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒါတော့ခရစ်ယာန်ဘာသာအမြဲတမ်းပြောမှာဖြစ်တယ်အခုကဘာဖြစ်လို့ဒါကျွန်တော်ခရစ်ယာန်ဘာသာယုတ်တိရှိတယ်ဆိုတာကိုပြောပြရတာပါနော်ဘာဖြစ်လို့ဒါဆိုရင် तू ကခုနကျွန်တော်ပြောတယ်ကိုလို့မှကိုရတာမဟုတ်ဘူးလို့ကျွန်တော်ပြောပြီးဘာဖြစ်လို့ယောရှုဗန်ကဒီမှာ तू လှုပ်ထားတာ तू ရတယ်ဟောဟုတ်ကဲ့ပါဒါကျွန်တော်ခုနရှိထဲမှာလည်းနည်းနည်းပါးတော့အရင်ကပြောခဲ့တယ်နော်ဖျားသခင်ကနေပြီးတော့မှဒီလိုလှုပ်တဲ့လူကိုတော့ဒီလိုဖြစ်ခွင့်ပေးထားတာအခွင့်တော်လို့ခေါ်ပါတယ်ခရစ်ယာန်ဘာသာထဲမှာဒါအခွင့်တော်လို့ခေါ်တယ်နော်အခွင့်တော်နော်အဲ့ဒီအခွင့်တော်ကြောင့် तू ကရတာဖြစ်တယ်ဖျားသခင်ကဒါအခွင့်မပေးရင်ယောရှုဗန်ကနှစ်တရာလေ့ကျင့်လဲ तू ကမာဂုံနဲ့မတက်လာနိုင်ဘူးကျွန်တော်တို့လူကဘုရားသခင်အခွင့်တော်မပေးထားဘူးဆိုရင်เนาะအခွင့်တော်ဆိုတဲ့ဂျေဇုတရားမပေးထားဘူးဆိုရင်ကျွန်တော်တို့လူတွေကတစ်စက္ကန့်တော့အသက်ရှူခွင့်မရှိကြပါဘူးเนาะဒါတော့ကျွန်တော်တို့ခရစ်ယာန်ဘာသာဘက်ကနေယုံကြည်တဲ့ဟာလေးပါရောပြီးပြောလာကြည့်တာပါအဲ့တော့ကျွန်တော်တို့ကခုနပြောတဲ့အတိုင်းပဲကျွန်တော်တို့ယုံကြည်ချက်ဘုရားသခင်ဆိုတာတစ်စက်ကြောင်တော့တလောကအားလုံးကို तू ပိုင်ဆိုင်တယ်เนาะဒါကကျွန်တော်ခရစ်ယာန်ယုံကြည်ချက်ကိုပြောရနော်အဲ့လိုပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်เนาะလူတွေအားလုံးလည်းလူတွေလည်းဖန်ဆင်းနေတောတောင်ချင်းမြေဖန်ဆင်းနေဒါအားလုံးသိပြီးသားခရစ်ယာန်ကတလုံးယုံနေဆိုတာเนาะအဲ့လိုဖန်ဆင်းတဲ့ခါကျတော့ဒီဖန်ဆင်းတဲ့အပေါ်မှာသူ့ရဲ့ခွင့်ပြုချက်ဆိုတာရှိတယ်เนาะခွင့်ပြုချက်ကိုကြော်လို့မီးလောက်တဲ့လူတွေကိုလည်းအခွင့်တော်ဆိုတဲ့အနေအထားတစ်ခုနဲ့ပေးထားတာလေးတွေရှိတယ်။မှာယောရှုဗန်တို့ဘာလို့ဆိုရင်ဒါဘုရားသခင်ပေးထားတဲ့အခွင့်တော်တွေထဲကနေမှเนาะသူစူးစမ်းသွားတာเนาะလူတယောက်ကိုဖန်ဆင်းထားတဲ့ပုံစံကအဲ့လိုစူးစမ်းရင်စူးစမ်းတဲ့လောက်
ကိုယ့်ရဲ့မှာနည်းနည်းအင်္ဂလိပ်စကားနည်းနည်းငှားသုံးမယ်ဆိုlevel တက်တယ်မြန်မာလို့ဆိုအဆင့်တက်တာအဆင့်တိုးလာတာသူ့ရဲ့မာကုံကအဆင့်တိုးလာတာเนาะဒါဖရာသခင်ရဲ့ခွင့်ပြုချက်ကြောင့်ဖြစ်တယ်เนาะလူတိုင်းခွင့်ပြုချက်ရှိပါတယ်เนาะတခြားလူတွေမှာပဲဖြစ်ဘာပဲဖြစ်ဖြစ်ဒါခုနပြောထားတဲ့ဥပမာအတိုင်းပေါ့နိုင်ငံတော်မှာအာဏာပိုင်နေဆိုတာရှိတယ်အာဏာပိုင်နေနဲ့เนาะအာဏာပိုင်ကလည်းအောက်ကလူကိုအခွင့်ပေးအောက်ကလူကလည်းအာဏာပိုင်ကိုလေးစားเนาะတနည်းအားဖြင့်တလူနှစ်ဖက်စလုံးမျှချေဖြစ်သွားတဲ့အခါကျရင်ဘာဖြစ်သွားသလဲဆိုရင်အဆင်ပြေသွားတယ်အောက်ကလူကခုနယောရှုဘန်တို့လိုပေါ့เนาะသူစူးစမ်းတဲ့လောက်ကိုသူလည်းအမျက်စွန်းတွေအောင်မြင်မှုတွေရရှိလာတာဖြစ်တယ်ဥပမာမြန်မာနိုင်ငံမှာကျွန်တော်တို့ကစူးစမ်းမယ်စီးပွားရေးလုပ်ငန်းရှင်တွေအောင်မြင်နေတာအများကြီးပါမြန်မာနိုင်ငံထဲမှာเนาะဒါနိုင်ငံတော်ကအခွင့်မပေးကြည့်လေအာဏာပိုင်နေအခွင့်မပေးကြည့်အကုန်ပိတ်လိုက်လေသူတို့အာဏာပိုင်နေသူသိမ်းချင်သိမ်းသွားမှာနော်ဥပဒေတွေပါညာလဲတချို့ရှိတဲ့နေရာအပိုင်းတွေလည်းရှိတယ်နော်သိမ်းချင်သိမ်းသွားမယ်ဆိုတော့ဥပဒေမဲ့သိမ်းတာမျိုးပြောတာမျိုးတော့မဟုတ်ဘူးနော်တချို့ကိစ္စတွေမှာနားလည်မှုအများကြီးပေးထားတာတွေရှိတယ်ဆိုတာကိုပြောပြတာနော်ဥပဒေပေါင်းထဲကနေဟုတ်နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဒီအာဏာပိုင်တွေကလည်းဥပဒေကိုပဲအရန်ကင်မှာကဲကွာဟာကွာဆိုမြန်မာနိုင်ငံမှာအသိမ်းခံရမယ်ပစ္စည်းတွေအများကြီးကျွန်တော်ပြောပြချင်တာလေဟိုနားလည်မှုပေးထားတာအခွင့်တော်ပေါ့နော်ခုနကျွန်တော်ခရစ်ယာန်ဘာသာစကားနဲ့ငါပြောမယ်ဆိုရင်အခွင့်တော်လို့ခေါ်တယ်နော်အခွင့်အဲ့လိုပေးထားတဲ့ဟာရှိတယ်ကျွန်တော်တို့ကအဲ့ဒါကိုတွားပြီးတော့မှဘာဖြစ်တယ်ညာဖြစ်တယ်တွားလုပ်လိုက်ရင်ငါလုံးမှငါစားရမှာกว่าဆိုရင်ဘာဖြစ်လဲအပေါ်ကပေးတဲ့အခွင့်တော်ကိုနားမလဲတော့ဘူးဘာဖြစ်လဲဒီဘက်ကအပေါ်ကအာဏာပိုင်နေတဲ့ပြဿနာတက်သွားလိမ့်မယ်အဲ့လိုဆိုရင်ဘာဖြစ်သွားလဲတစ်ဖက်နဲ့တစ်ဖက်အဆင်မပြေတော့အခုမြန်မာနိုင်ငံမှာဖြစ်သွားလဲနော်အခုတော်တော်တွေဖြစ်ကုန်ပြီနော်ကျွန်တော်ကတော့ပြောတာအခုမြန်မာနိုင်ငံတလို့ဖြစ်သွားတဲ့အဓိကအကြောင်းရင်းပြဿနာတစ်နိုင်ငံလုံးမှာဘုံမိုးရွာလိုက်နော် drone မိုးရွာလိုက်ဘုံကျဲလိုက်ဟွာဖြစ်လိုက်ဒီဟာဖြစ်လိုက်လမ်းတွေပိတ်ဆို့လိုက်အကုန်လုံးဖြစ်နေတဲ့ပြဿနာကအားလုံးကတချို့ကလည်းစစ်တပ်လို့ပြောတယ်စစ်တပ်လည်းမဟုတ်ဘူးဗျာတချို့ကလည်းအန်ယူဂျီလို့ပြောတယ်အန်ယူဂျီလည်းမဟုတ်ဘူးကျွန်တော်အမြင်နဲ့ပြောတာပါအဲ့ဒါဘာကြောင့်လဲဆိုရင်ငါလုံးမငါစားရမယ်ဆိုတဲ့အယူဝါဒကြောင့်ဖြစ်တယ်နော်ကိုအခွင့်ပေးထားတဲ့အာဏာပိုင်တွေဥပဒေတွေကိုနော်ကိုကဘယ်လိုပြောမလဲနားမလည်ဘူးဖြစ်နေတာကိုကဒါတွေကိုမသုံးတတ်ဘူးလက်မခံတတ်တဲ့ခါကျနောက်ဆုံးဘာဖြစ်သွားလဲငါလုံမငါစားရမယ်ဆိုတဲ့အတွေးတွေပဲဝင်အတ္တမာနလောဘတွေကြီးပြီးတော့မှဖြစ်အဲ့လိုဖြစ်လိုက်တော့ကျွန်တော်တို့ကဟိုဘက်ကြဲကြဲပြောတယ်ထင်နေမယ်နော်အာနာရတဲ့လူတွေလည်းဟိုပြောပြချင်တာငါလို့ငါလို့ထားလို့ငါရတာကွာဆိုပြီးမှအဲ့လိုလုပ်ရင် तू လဲနေရနေဆင်းချင်မှဆင်းတော့မှာအဲ့လိုသူတို့မှလည်းအဲ့လိုစိတ်ရှိလာရင်ပေါ့နော်ဒါကြောင့်မို့ငါလို့မှငါစားရတယ်ဆိုတဲ့စိတ်ကိုမြန်မာနိုင်ငံမှာအပိသက်ကိုယ့်အနေကိုပေါ့နော်ကိုယ်စိတ်ထဲမှာချိန်မှုကြပါအဲ့ဒါလည်းငါဆိုတဲ့အတ္တပါပဲလုံးဝမမှန်ကန်ပါဘူးစစ်ပွဲတွေဥတီတယ်တယောက်နဲ့တယောက်မတည့်တာကိုဥတီတယ်လုံးဝမကောင်းတဲ့အယူဝါဒတတ်ဖြစ်တယ်ဆိုတာကိုကျွန်တော်ကလာပြောပြတာအားလုံးကိုကျွန်တော်ပြောတယ်ဆိုတော့ကျွန်တော်ရဲ့ယုံကြည်မှုတည်တောင်ပြောတာကိုကောင်းတယ်လို့ခံယူခြင်းလဲခံယူလို့ရတယ်ကိုသဘောပါပဲเนาะအရောက်စီတိုင်းဖျားခင်ကောင်းချီးပေးပါစေအရောက်စီတိုင်းမှာဖျားခင်ညံ့ညံ့သွန်းလောင်းပါစေ